လာမဲ့ One Friday Fight မှာမြန်မာမျက်နှာတဲ့ Fighter လိုင်းထက်အောင်ရဲ့ One Chain တိုင်းပွဲကိုသုံးသက်ကြည့်မယ်။ပြိုင်ဘက်ကစာသမားကထိုင်းနိုင်ငံသားအရက်9ပေ6လက်မှာအသက်က26နှစ် PK ဆန်ချိုင်းချင်မှာလေ့ကျင့်နေတယ်။သူကပွဲပေါင်း89ပွဲကစား62နိုင်16ပွဲရှုံးရလက်ပိုင်းဆိုင်ထားပါတယ်။2025မှာ3ပွဲကစား2ပွဲရှုံး1ပွဲနိုင်ပါတယ်။2025 One Friday Fight 128မှာသူ့ရဲ့1ပွဲဦးထွာမှာကိုနဲ့တွေ့ပြီး unanimous decision နဲ့အနိုင်ရထားပါတယ်။ကိုနဲ့ပွဲမှာတကယ်အဆုံးဖြတ်ကသူ့ရဲ့ဘဲတထောင်နဲ့ညာဝှက်ကြောင့်ကိုတခါကြအောင်ထိုးနိုင်ခဲ့လို့ပါ။သူက Southpaw ကစားပြီးဘဲချေကန်ချက်စောရန်ကောင်းတယ်။ Low kick, high kick ကောင်းတယ်။ထက်ပြောမယ်။ Low kick, high kick ကောင်းတယ်။မြန်မာကစားသမားတွေက high kick နဲ့ပဲကြတာများလို့သူစမ်းသုံးကြည့်မယ်လို့တင်တယ်။ပူးကတ်တဲ့အချိန်မှာဒူးတိုက်တယ်ဘဲတထောင်ရိုက်တယ်။ဟွက်လက်တီကောင်းတယ်။ပြိုင်ဘက်ကျွန်းွယ်လာရင်ကော်တာဟွက်လက်တီကောက်စားတတ်တယ်။ Fighter လိုက်တယ်လို့နဲ့တကယ်တော့သူကကောင်တာသမားပါ။သူကစိတ်ရှည်တယ်အမားနဲ့အောင်စော့တယ်။ထက်တင်တယ်လို့မှန်တယ်။သူတပွဲမှ KO နဲ့မရှုံးဘူးဘူး။သူ့ရဲ့အားနည်းချက်ကမျက်နှာအထိုးမခံနိုင်ဘူး။ပြိုင်ဘက်အသေးဖီထိုးရင်သူ့အကွက်ပြောက်တတ်တယ်။ကိုယ့်လူကရိုးရလက်ဝတ်သမားမို့လို့လက်တီးပဲသူ့ရဲ့အဒီကလက်နက်ဖြစ်လိမ့်မယ်။ဖီထိုးပြီးမျက်နှာကိုထိအောင်ထိုးနိုင်ဖို့လိုမယ်။3မိနစ်3ချီတက်လုံးအပြည့်ပါဖို့လိုမယ်။ပြိုင်ဘက်ထိုင်းကစားသမားမို့လို့အလဲထိုးဒို့မဟုတ်တခါကြအောင်မထိုးနိုင်ဘူး။ဒါမှမဟုတ်အပြတ်တက်တာအောင်မထိုးနိုင်ဘူးဆိုရင်ကိုယ့်လူရှုံးဖို့များပါတယ်။